ကျွန်တော်နာမည်ကတော့ Ham ကြီးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာပေါ့ Minecraft ဆောက်ရမှာပဲဖြစ်ပါတယ် Minecraft ထဲမှာတော့ကျွန်တော်တို့ပါလာဆိုင်မှုထည့်ထားတာပေါ့နော်ပါလာဆိုင်လားမလာနဲ့ရှူကြည့်လို့မရဘူးလားဟိုတပြန်ကောအကောင်ကြောက်ဆရာကြီးပါလာဆိုင်ကြီးကလောက်ကြီးမလာနဲ့လောက်ကြီးမပူချင်တောင်းမှာအကောင်အိုးရှစ်ဘာကြီးလဲအကောင်ပြောင်းသွားပြီအကောင်နေရှိရင်အကောင်ပြောင်းသွားလိမ့်မယ်အကောင်အိုးတီတော့မင်းကတော့တော်တော်ဒမ်းမင်းပြေးတယ်ကောင်နော်တီလားနော်တော့ဟောဘာမှနော်ပါလာဆိုင်ဆုပ်လို့အောင်လာ base sound base ဟိုမှာရှိပါလာဆိုင်ကြီးပြီလားအိုးတီရောဟိုပါလာဆိုင်ကြီးကတော့ဒမ်းမင်းပြေးနေကောင်နော်အဲ့ဒါသုံးနော်ပါဆိုင်ကိုက်ခံထားရတိုးပါဆိုင်ကိုက်ခံထားရတိုးအိမ်နာမရဘူးလားအိမ်နာမရဘူးဝမ်ဟောတက်နေဒီကောင်လည်းတက်နေငါလည်းတက်နေမပစ္စည်းပြအောင်လုပ်လေဒါလေးအဲ့တော့ဝင်မယ်ညတော့အကိုက်ခံထားတယ်တို့ဘက်ကိုလိုက်ပို့ခဲ့တယ်နော်အေးဝတ်သားရရ keep နေလို့ပွားတို့တေဝိုင်းဒါပေမဲ့ပါဆိုင်ဒီကပြောင်းရင်အကောင်နေလိုက်ကြရင်ပုံပြောင်းသွားလိမ့်မယ်ညဘယ်မှလည်းချင်းတို့ပုံပြောင်းလားရှုပ်မသွားရင်းထက်မဟုတ်တွေ့ဆန်ရှုပ်မသွားနဲ့ဒီပါတို့ပြောင်းရင်တော့ရင်းတော့ကိုမတွေ့တော့ဘူးဒီမှာတို့တပင်းပေါ်မှာတက်နေတယ်လားဒီတပင်းပေါ်ကနေပဲဟိုကလှုပ်တော့မူးမြောက်လာပြီခေါ်ဒီကနေဟိုကတပင်းခေါ်လို့ရတယ်မကြဘူးရမင်းတို့ကနေနှက်ကောင်ဝေးတယ်လက်နဲ့ရရင်ပြောတာနော်ဘေးဆောင်ကျွန်တော်တပင်းမှာပဲဆောက်ရတော့မယ်နော်အပလာဆက်တဲ့ဒိုင်းမင်းတော်ပြင်းနေကျွန်တော်ထီးရတော့မကျွန်တော်ထင်တော့ပါပဲဒါပေမဲ့ပြောဟာဒီကောင်နုပါလို့ဆိုအခုတော့လုံးဝမထင်မှတ်ထားဘူးအဲ့အောက်ကြီးမသွားနဲ့တစ်ချက်တော့ဝါရောအပေါ်ပြန်တဲ့တပင်းပေါ်မှာအိမ်ဆောက်မယ်ဘလောက်ဆိုလဲမဆိုလဲဆိုတစ်ချက်တော့ဝက်တပင်းပေါ်မှာအိမ်ဆောက်မယ်တပင်းပေါ်မှာအိမ်ဆောက်အောက်မှာတကောင်တပင်းပေါ်မှာအိမ်ဆောက်မယ်ညတပင်းနေရှင်းရရောက်ရအိမ်ဆောက်ဖို့အတွက်ရcrafting တို့လက်တတာလွတ်လာအောင်မယ်ပစိန်လုပ်မယ် pickaxe လုပ်မယ်ရတယ်မအင်ဘလူးဆောင်မှာပါလာဆိုင်တယ်တော့ဆိုးရပါတော့ညာဘက်ကျရင်တော့ဇုံမီတွေဘလူးများနေမလဲတော့မသိကျွန်တော်ပါဆိုင်မီနေအာလင်းတို့ပါဆိုင်မီနေလင်းစို့ကွာအလင်းတို့ကောင်းကြီးကွာအပြန်တော့ဘလူးကြီးပြောအော်တေရောပြေးအသားလေးဘက်လိုက်အောင်ဒီမှာတော့တာပါဆိုင်တော့ပြေးမယ်ဟိုမှာတဲတဲ့သွားတူတာအမှန်အများကြီးပဲတို့ဒီမှာဒါရေးရတော့မယ်ဘေဘီငါသေးပြီပြောတော့မလိုက်လာအတန်နေကြားနေတာတက်နေတယ်ငါလည်းတက်နေတယ်ရေထဲမှာဆိုဒရုန်းနေတော့ဘလို့များနေမလဲမသိဒီနေ့နေမလားကျမလာတတနေတူရမယ်ခေါ်နေမလားလိုင်းတော့မသိဘူးနော်အိမ်တက်တက်ဆောက်ရမယ်လို့မအိမ်မမြော့တာကြီးလို့ဆောက်မှဖြစ်မယ်ဟုတ်မလာဘူးသူပြောတော့ကြည်အောင်တော့သူဆောက်နေပြီအိမ်မမြော့ညံလိုက်တာအိမ်ဆောက်တာကြီးကြောက်တယ်လိုက်လာတယ်လို့မျိုးကြီးပဲဘကနွားဝင်လိုက်အိမ်ထဲဝင်တက်တာပဲသူမကကွေးနေသူတက်တာမရှိတော့ဘူးလည်းမရှိတော့ခဏတော့မလောက်လာမယ်ညပါစေတော့မှမရှိသေးဘူးတတူးတယ်မတကောက်နှစ်ချက်လောက်ထားတော့တက်မှာကြောက်လို့တော့တက်တယ်နွားတွေကြောက်ရတာဒရုန်းကတော့ဘာမှဖြစ်တော့ပါ drone ဟိုမှာ drone တော့ဘာလုပ်လဲညာမာဘူး drone ကမနက်ဘက်ဆိုမချဘူးလူဟောဘေးညနေဘေး
ဖေ ဒီမြေကြီးညှိလိုက်အောင် အမိုးထဲမယ် မလေးမုံရအဲ့ဘယ်လိုများစောက်လဲတော့မသိဘူးကြောက်နဲ့စောက်တော့မြင်လိုက်တယ်ရိုင်းနေကောက်စောက်တာမြည်ရအောက်မှာလည်းဟိုခင်းမယ် ရအဲ့ဒါပရင်ပါအဲ့လှဖို့ရေးမကြီးလုံကြုံမှုပဲ အေးတခါ အဲ့တကားဝင်လာအောင်မယ် ဟုတ်သား ဟိုပါရာဆိုက်တေးလေး တော့ဒီပါရာဆိုက်တက်လေးဝင်လို့ရတယ်ဒီက ဟုတ်တယ်ဟိုကောင်းလို့မျိုးခန်းအောင်ကောင်းလေးလေ ဆက်လက်လို့ဆက်လက် ဆလမ်လို့တော့ခင်းအောင်ခင်းမှုအားကြီးကမဆလမ်လို့ ဆက်လက်ဆိုတာပရင်ပေါက်ဒီမှာလုပ်ဖို့ နော် ဟာဒါရဲမနေရအပေါ်ပြန်တက်ရအောင်မလေး မမြေကြီးရှိရတော့မှာဟော ဒီမှာဒီမှာမလာသေးဘူးဟိုပါရာဆိုက်တော့အသွင်ပြောင်းနေပြီနည်းနည်းဟိုအသွင်ပြောင်းနေတဲ့ပါရာဆိုက်တော့တွေ့လားခြေထောက်တွေနဲ့လာပြီးနဲ့ အကောင်ရတက်လို့ရလားမသိဘူးအပေါ် ရတယ်ရှိဘယ်မှာလဲကောင် အိမ်မင်းနဲ့ဟိုကပြမနဲ့တူရနော်မသိဘူးသူကပိတ်လိုက်တော့မြေကြီးနဲ့အာကုံဝိုင်းမြေကြီးမအဲ့ဒါလည်းပိတ်လိုက်ဟိုမှာလွတ်နေထွေးအောင်ကြားတယ်ထွေးတော်မြေကြီးကိုကြားရဒီကောင်ကစပိုက်ဒါနဲ့တူတာမေ့နေတာ ပေါ်တက်မယ် ဘုရားဟိုကောင်တွေတက်လို့ရဘယ်လိုလုပ်မလဲ ဘာလဲ အကောင်တွေကပွိုင်းနေမိတာကြီးဆိုးတာပါ ဟိုမှာလင်းတို့ကောင်ချနေ ဟိုလင်းတို့တကောင်လင်းတို့ကလာပြန်ပြီးလာကြိုက်လိမ့်မယ်လေပြန်ပြီးလာကြိုက်လိမ့်မယ်လို့မမရဘူး ဟုတ်ကမလား လမ်းဘယ်လိုလုပ်မလဲ အေးလောက်ပိတ်အေးကြီးဒူးလိုက်ဟိုမှာလင်းတို့လုံတော့မယ် မွေးကြောက်တယ် ပိတ်ဒါလေးပိတ်လိုက် ဟော အောက်ကကြောက်တော့အောက်ကဟာတူးတော့ အကောင်ရဘတူမှမသိဘူးတော့အကောင်နေလည်းတူးတော့ပဲဆက်လက်တွေခင်းလာတယ်အေးလာဖို့ရေးမကြည့်လုံးချုံမှုရေးကြည့်ရလားဟိုကောင်ကြီးတန်ကြားနေရ ပိတ်လာ ဘေဘွားလုံချုံဝိုင်းတော့ဆိုတော့မလေးဒီဆက်လက်တွေကတော့ တင်းနေပြီဒီကရဖတ်တင်းနေပြီ ဘာဖြစ်ဒီတိုက်ခုတ်ပြီးဟိုဖြစ်လိုက်ငုနာကြောက်နေပြီခရစ်တင်မယ်နော်ဘလောက်ရလဲ အဲ့ဒီမှာဒီနဲ့အိမ်ဘူးမှာရှိရကြည့်လိုက် ရှိတယ်ရှိဦးဒါနဲ့ပဲလုပ်လိုက်တော့ ညခွက်ဖင်းတွေပဲလောက်ရနေခွက်ဖင်းတွေပဲလောက် ညတော့လုံချုံသွားခဲ့ပြီပေါ့နော် ရချလိုက်လို့ရှိရပြီလို့ရှိရင်ဒါပဲ တန်နေကြနေရမယ်ဟိုမှာလင်းတို့လည်းအများကြီးပဲ ဒါဘင်းပေါက်လေးရပါပြီပြဘင်းပေါက်လေးကြည့် ဟုတ်တယ်ဟာတန်မကြဘူးရပစင်းနေရောမပြားရောအမနေကအလားပြားကြီး ဟုတ်တယ်ဒီလို စိတ်မကြောက်ဘူးမင်းကအလားပဲရ ဒီနားလေးမှာမြေကြီးဒီနောက်မြေကြီးရှိတယ်ဒီကနေသွားလို့ရတယ်ဒီနောက်မှာလှန်ကူထဲမှာစောက်လို့ရပြီခဏလေးလုပ်ဆက်ရှိတယ် တန်နေဝင်လာမှာဘဟိုကောင်လေးရစက်နေလေလာပြီမမြတ်ဆက်လိုက်ရမမြတ်ဟိုမှာ မရသေးဘူးခဏလာမမဟုတ်သေး လာရင်တော့တို့ကပိတ်ပြီနော် ဘူးပဲ့ တုံးစုတန်နေကြားနေရတယ်ပြက်ဆိုရဘာတိုင်းလဲတော့အဲ့ရမရှိသေးဘူးပေါ့နော် အေးဘယ်လိုထွက်သွားလဲမသိ ပိတ်လိုက်ပြီးကြောက်လို့ ကျန်ထွက်သွားလား ဟောအောင်15ပဲရှိတယ်ကျွန်တော်ငယ်ကြီးထွက်သွားတာမသိဘူး ဟာဟုတ်တယ်ထွက်သွားလားညပြန်စအောင် fuck 15ပဲရှိရောလေ ပြန်စအောင်လေတို့ကလာအေးဒီပြန်ဝင်မယ် ကျွန်တော်ပြန်စားရမှာပေါ့နော်15ပဲရှိရတယ်ပေါ့နော်
ထွက်သွားတာကြီးတော့ဘာ feeling လည်းမဟုတ်မတူဘူးပေါ့နော်အဲ့တော့တောင်းမှမှာလေမလို့တောင်းမှမှာလေပါရာဆိုက်ကြီးကလုံးဝဘာ feeling နဲ့မှမတူတဲ့ဟာကြီးပေါ့နော်လုံးဝပေါ့နော်ဘာ feeling နဲ့မှမတူဘူးပေါ့ကျွန်တော်အော်လေးကအတန်နေလဲဝင်နေပြီပြန်ထွက်သွားပြီတိပမမပဲအိမ်ဆောက်လာပဲကောတဲ့ဟာအဲ့လိုလင်းတို့ရန်ကနေမလွတ်ပြန် ခု ဘူး နနေရာမှာပေါ်မှာခုနနေရာမှာပေါ်ပြီ ဟုတ်လားတော်စီရောဟာဘာမှမမြင်ရဘူးလားဒီဘက်မှာအများကြီးပဲလာပြီဝင်လို့ရလို့ဝင်လို့ရတယ်အကောင်တွေကတန်နေတော့ကြားနေရတယ်ပေါ့နော်ကျွန်တော်ကလည်းပတ်စင်တလန်းနဲ့ pick up ပဲရှိရပါတော့ဘာမှလုပ်ရတော့မရှိဘူးပေါ့နော်ဒီကဆက်လက်ပြားကြီးတာသူအိမ်ကိုပြစ်နေတာလားမသိဘူးဗျ ရမြင်ရပြီလား မြင်ရပြီ လိုက်ပြင်ပေးလိုက်တာမော်သွားတောင်းနေ ပြီး ရပြီတဲ့ မ တဲ့ဂူထဲမှာတောင်းထဲမှာဆောက်လို့ရအကုန်လေးဒီမှာ what the fuck မမဒီမှာတကောင်မုံနွိုင်းရအသိပြောင်းလာလားမသိ ဒီလားဒီအောက်သွားမယ်အောက်မှာဆောက်လို့ရပြီမြေရောက် ဘူးအေး မြေရောက်ထဲမှာ မူမီဟာတမလာလာ ဆောက်လို့ရပြီ ခန်း တဲ့မြေရောက်ထဲမှာဆောက်လို့ရ အခုနေရရင်တော်တော်မိုက်တယ် လာခဲ့အောက်သွားမယ်အောက်သွားမယ် ဒမင်းတော့ပြင်းလာပဲ အောက်သွားမယ်လေတို့အောက်သွားမယ် ဆဲလို့မရဘူးလား တေးသွားတယ်ဟော ဒီ လက်လိုက်နေလို့တေးသွားတယ် ဒီဝိုင်း တေးသွားပါရဆိုင် လမ်းနေလက်နေဘောနော်ပါဆက်တွေဝင်လို့ရတယ်ဒီမှာ ရတို့တွေ့လား တွေ့တယ် ဝင်ခဲ့ လိုင်းလက်နေရလားမသိ ပါဆိုင်ဝင်လို့မရဘူးဒီကနေချလို့ရတော်သေးလို့ဒီကနေချလို့ရတယ်ဒီကနေချ ဝင် လို့ လို့ရလား မရဘူးကောက်နေဒီပြန်ကနေချလို့ရတယ် ဒီမှာပတ်စိန်မရှိတော့ဘူးငါ ကျန်မြေရောက်ထဲမှာမြေရောက်သွားမယ် ဒီတိုင်းမလို့ပြက်ပတ်စိန်တလား ဘာ လုံး လို့ပြန်လာလဲ ဒါဝင်လို့ရလားဟိုကောင်နေ မရဘူး ဟိုလင်းတို့လေ မရဘူးအဲ့လာမလေးဆရာကြီးဟမ် ဦး မြေရောက်ထဲလာခဲ့ ညောထဲမှာဟုတ်တယ်မန်တို့အပြင်အောင်ထွက်လို့မရတော့ဘူးပေါ့ခိုးတွေတွေ့ပြီ yes ခိုးနဲ့ဒုံးနဲ့ပေါင်းရင်ဟိုဟာရတယ်လေ မလို့ live fish ပြီးတော့ night vision ကုန်သွားလို့ရှိရင်ပေါ့နော် မကုန် infinity crafting တွေပဲယူပါလား ယူရာ ဟုတ်လားမတွေ့ရမြင်ရတယ် ခိုးတွေ special ခိုးတွေပဲ biggest တော့ပါဘူး S တော့တိုးတော့ ရတယ်ဒါအောက်မှာလာအောက်နောက်မှာဂူထဲမှာအင်းဆောင်ဂူထဲမှာဟိုစ ဂူရကနေဟိုကောင်တွေဇူမီထွက်လာအောင်ဂူတွေတွေ့သွားလို့မုံရတိုးတာဆက်တူတာတို့လူတာတော့မှာပေါ့ မတက်နေအောက်မှာ crafting တွေယူထားတယ်ဒါ တို့တိုးရလုံးဝဖြုတ်တာတော့တိုးရစားတော်ကြီးရဒိုလေးများရှစ်ချောင်းလှုပ်ထားလို့ပေါ့ကွာလာပါလိ ပြန်ပိတ်အောက်မီးလောင်နေပြီ crafting တွေပဲ ဝက်ဒီလားတော်သေးလို့စားရီလာပါပြီကနေကြတာလည်းမသိ
gravity အဲ့ဘက်မှာကူမရှိတော့ နော်ပတ်စင်ရောအိုး ဒီမှာရတော့ အသားတော့မရရပါ ရည်ဒီမှာဒီဘလို့လိုက်ဒီဘမှာချက်လို့ရတယ် အသားရှိလို့လား ရှိတာပေါ့ပိတ်စားလာ ဟူးဓားပါလှုပ်လိုက်မယ်ကွာရှုပ်လို့ဓားလေးပါလှုပ်လိုက်မယ်ဓားနဲ့ဆိုရိုက်လို့ကောင်း ဒီဘက်ကမတူးနေတော့ဒီဘက်ကကူမရှိတော့ဒီဘက်က ဘိုးမလာပါကြီးကူးရှိလားမသိ ဒီဘက်ကအပြင်ပဲပြသွားတယ်အဲ့ဒီကြီးကိုတူးနေ ဟုတ်တယ်ဟာဒီဘက်ဟိုကောင်နေလာမှာဟိုကောင်နေ ဒီဘက်လည်းမတူးနေအဲ့ဘက်လည်းကူမရှိတော့အဲ့ဘက် တန်နေကြားနေရတယ်ပေါ့နော်ဟိုကောင်ဒီမှာလဲဒီဘက်လည်းမတူးလို့မရတော့နော်ဟိုကလည်းရှိအိုးဒီဘက်လည်းတူးလို့မရတော့ဘူးကွာဒီဘက်ပဲတူးရတော့မမဟိုကောင်ရသွားပြီလားမမဟောကြောက်တုံးဟာမသိပါ ကိုစမတူးနေတော့တော့လောက်မယ်ရေလောက်မယ်တော့ဟုတ်တယ်နေကြီးရတွေ့နေရတယ် မမဟိုဟာကြီးရောက်လို့ရှိရင်တော့တေးပြီနော်အမလင်းလို့ရံမယ်ကြောက်တာတိတ်မမော်တက်နေမယ်လို့ပြောတာလင်းလို့ရောက်ချလာဟေးမေ့ကွာကျွန်တော်အိုင်းကိုလိုင်းဆိုဘယ်လိုများနေမလဲမသိဝါလန်လို့ပါ အဲ့နေကြီးတွားပြန်တော့ မဟုတ်တော့ဘူးကွာ အောက်ကိုတူးရမယ်အောက် straight line တူးပေါ့အဲ့ကပါဟိုဘက်ကနေတူး ပြီးရောတန်ရောနားလာပြီဟောတာကျိုးလိုက်တော့ငါပစင်ကျိုးပြီချမ်းဆိုဟိုကောင်လို့ပေါ့ကွာလာပါဟိုကနေပဲတူးနေရပြီကန်ဦးမကောင်းအာတေးပြီမလာပါရောက်ကြလာပြီအေးကြပြီမမလာပါကန်ကောင်းတာအာယုမမကန်ကောင်းလို့နော်စီးကြတော့ဘလူလုံးမလဲဒီမှာကောင်းလို့မမဒီဘက်ဆက်တလို့မရတော့လာပါလေတဲ့ဒီတော့မဖြုံနိုင်တော့ဒီတုံးယူ ခဏလုံးစင်ခဏလေးပဲစောင့် ဒီဘက်တူးလို့မရဘူးဟိုရှိတယ်လာပါရှိတယ်အဲ့ရရတယ် ရတယ် အဲ့ရ response မဆက်လာတဲ့အောက်မှာပဲအဲ့ရတော့အဲ့မယ်တော့ မှန်ဘလူကြီးတော့ဟာအဲ့ဒါကြီး ဟာတော့မပြန်ပြီ အဲ့ညာကြီးရ တော့ပြန်ပြီ ကျွန်တော်လည်းထောက်ရကြတော့မသိကျွန်တော်ထောက်ပါပြီပေါ့နော်ကျွန်တော်ဗာလေးနာနေပြီဟိုဟာပါလာဆိုင်ကြီး နောက်တစ်ခုတော့ ကျွန်တော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဒီနေ့ထွက်လာတော့များတယ်ပေါ့နော်ကျွန်တော်တော့ပတ်တူးထပ်တင်မှာပေါ့နော်ပတ်တူးကြရင်တော့လုံးဝကျန်းသွားပြီကျွန်တော်တို့တွေလုံးဝအာမအပြည့်နဲ့လိုက်ကျုံတော့မှာပေါ့